အားလုံးပဲမင်္ဂလာပါခင်ဗျာ နေရာတော့ကျွန်တော်သွားမယ့်နေရာလေးကိုကျွန်တော်ပြပေးပါမယ်။ဘယ်နေရာလေးလဲဆိုရင်တော့ဒီနေရာလေးပါကျွန်တော်သွားမယ့်နေရာပေါ့နော်။ဒီလေးပါမယ် နေရာကိုကြာတော့ကျွန်တော်သွားချင်တာတော့ကြာပါပြီဒါပေမဲ့ကျွန်တော်မသွားဖြစ်ပါဘူးဖြစ်လို့လဲဆိုတော့ရာသီဥတုချင်းနေမကောင်းလို့ပါအခုကျွန်တော်သွားတဲ့နေ့တော့မှရာသီဥတုကဒီချင်းနေရှိပါတယ်နောက်ပြီးတော့ကျွန်တော်ကြံတစ်ခုပေးချင်ပါတယ်ဒီနေရာကိုသွားမယ်ဆိုရင်တော့ခုလိုမျိုးရာသီဥတုအောင်းနှိုင်းနေတဲ့ချိန်မှာမသွားပါနဲ့ကောင်းကင်ပြပြကြီးဖြစ်နေတဲ့အချိန်မှာပဲသွားပါတော့ပြောပြောဆိုတော့ဒီနေရာအဓိကသွားတာဓာတ်ပုံရိုက်ဖို့သွားတာခုဆိုရင်ကျွန်တော်လာတဲ့နေရာလေးရောက်ပါပြီပေါ့နော်ဒီနေရာအဓိကလာချိန်တဲ့ကြောင်ရင်ကြတော့ဒီဆောက်အောင်လေးပေါ့နော်တယောက်ရိုးရာဆောက်အိုးကြီးတို့ကြည့်ရှင်တာရယ်ဒီတော့မှာဘာတွေရှိလဲဆိုတော့ဒီကတော့ဒီပြသရည်ပေါ့နော်ဒီကသူတို့တယောက်ဆောက်အောင်ပြသရည်တွေရှိမယ်ပြီးရင်တော့ဒီထိုင်းပြီးရင်လည်းပတ်သက်တဲ့နည်းနည်းပြသလေးတွေနည်းနည်းရှိပါမယ်အဲ့ဒါလေးပါပဲရှိတယ်သွားလို့ရတယ်ဆက်မှာတော့မျိုးပေါ့နော်လူတန်းလေးပါတယ်လောက်လို့ရတယ်ပူဇော်စရာလေးတွေရှိပါတယ်နော်ဆောက်အောင်ရတော့မြင်နေတိမ်ပဲပေါ့နော်တအားကြီးထက်သွားတယ်သူတို့လှုပ်ထားတာပေါ့နော်အဲ့ဒါကြောင့်လည်းတော်တော်များများစားဖွဲ့တဲ့ချိန်ဆိုရင်တော့လူလာတဲ့သူတော်တော်လေးများကြတာပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့ဒီရှင်းနေဖြတ်သွားနေတယ်တကောင်းမှမဖြစ်ဘူးခုမှပဲကျွန်တော်တည်တည်ကြကြထဲဝင်ပြေးတာပါအဲ့ဒါဆိုရင်တော့အထက်မှာဘာတွေရှိလဲဆိုရင်ကျွန်တော်နဲ့အတူတူဝင်ကြည့်ရအောင်အထက်မှာမျိုးတွေရှိလဲပေါ့အနာတည်တည်ချာချာလေးဝင်ကြည့်ရအောင်ကျွန်တော်နဲ့တည်တည်ချာချာလေးရေးပြပေးပါမယ်ထဲမှာကြတော့ကျွန်တော်ဒီလောက်ပဲဝင်ပြီးတော့ပြန်ထွက်လာတာပေါ့နော်တခြားနေရာတွေလည်းဝင်ကြည့်လို့ရတယ်ဒါပေမဲ့ကျွန်တော်ကတော့ဒီလောက်နဲ့ပဲကျွန်တော်ပြင်ထွက်လာလိုက်တယ်ပြီးတော့ဆိုတော့ကျွန်တော်ပြင်မှာတခြားနေရာလေးလိုက်ကြည့်မှာပေါ့နော်အဲ့လိုမျိုးပေါ့တခြားနေရာလေးတွေရှိသေးပါတယ်ကျွန်တော်ပြောသလိုမျိုးပဲခုလိုမျိုးရာသီဥတုတအားမှောင်မိုင်းနေမယ်ဆိုတော့ဓာတ်ပုံရမ်းတာလုံးဝဆင်မပြေပါဘူးကျွန်တော်ကတော့ဒီနေ့ရောက်လာမယ်ဆိုရင်ကျွန်တော်ရှေ့မှာပြောခဲ့သလိုမျိုးပဲနေတအားတောက်တဲ့ချိန်မှာလာခဲ့ပါကောင်းကင်ပြပြကြီးဖြစ်နေတဲ့ချိန်ပေါ့နော်အဲ့ဒီချိန်ဆိုရင်တော့ဓာတ်ပုံရမ်းတာတော်တော်လေးဆင်ပြေပါမယ်ဒီလောက်ပါပဲကျွန်တော်လည်းအထက်မှာနေရတော့များလဲထားပြီးပြီဆိုတော့ကျွန်တော်ဒီခီးလေးကိုကျွန်တော်ဒီမှာပဲဆုံးသလိုက်ပါမယ်တကယ်ချင်းတို့လာလဲခြင်းနေဆိုရင်လည်းပဲကျွန်တော်ဒီနေရာရဲ့ location ကိုအောက်က description ထဲမှာကျွန်တော်ပို့ထားပေးပါမယ်ကျွန်တော်ဒီနေရာလေးကိုသွားလဲဖို့ကြံပေးပါတယ်ခုဆိုရင်ကျွန်တော်လည်းအိမ်ပြန်တော့မယ်ဆိုတော့အားလုံးကိုနှုတ်ဆက်ပါတယ် bye bye